မိုးရာသီရောက်တော့မယ်ဆိုတော့အိမ်မှာဟင်းသီးဟင်းရွက်စိုက်ဖို့အချိန်ကောင်းဆုံးပါပဲဒီနေ့တော့မိုးရာသီမှာလွယ်နဲ့စိုက်လို့ရတဲ့ဟင်းရွက်၅မျိုးနဲ့စိုက်နည်းလေးတွေပြောပြပေးမယ်ပထမတစ်မျိုးသခွားသီးပင်မြေကိုပေါ့ပေါ့ပပဖြစ်အောင်လုပ်ပြီးမျိုးစေ့ကိုတနေရာမှာ2-3စေ့ထည့်စိုက်ပါရေမလွန်အောင်ထိန်းပြီးနေအောင်လုံလောက်ရင်မြန်တက်ပြီးအသီးလေးမြန်ထွက်ပါတယ်ဒုတိယဘူးသီးပင်ဒီပင်ကတော့တိုင်တက်ပင်ဖြစ်လို့တိုင်တို့ကျိုးတစ်ခုထောက်ပံ့ပေးရပါမယ်မြေဆိုထားပေးပြီးမိုးရေကိုအကျိုးရှိအသုံးချပါတတိယပဲတောက်ပင်ပဲတောက်ကမိုးရာသီမှာအရန်အောင်မြင်တတ်ပါတယ်မျိုးစေ့ကိုဓာတ်ရိုက်မြေထဲထည့်ပြီးရေဆိုထားပေးရင်တစ်ပတ်လောက်အတွင်းပင်ထွက်လာပါတယ်တိုင်ထောက်ပေးရင်ပိုပြီးတန်မာလာပါတယ်၄မျိုးမြောက်ရွှေဖယုံသီးပင်ဒီပင်ကတော့မြေကျဲလိုပါတယ်မြေထဲမှာအာဟာရဓာတ်များအောင်အညာမြေဩဇာထည့်ပြီးစိုက်ပါရေမလွန်အောင်သတိထားပါနောက်ဆုံးဟင်းနုနယ်ပင်စိုက်ရအလွယ်ဆုံးပင်ပါပဲမျိုးစေ့တွေကိုပြန့်စိုက်ပြီးနေတိုင်းနည်းနည်းရေဖြန်းပေးရင်မိုးရာသီမှာအလွန်မြန်ကြီးထွားပါတယ်မိုးရာသီမှာစိုက်ပျိုးရင်ရေကိုအလွန်ကြုံမဖြစ်အောင်စောင့်ရှောက်တာနဲ့ရေနှုတ်ကောင်းအောင်လုပ်ပေးတာအရေးကြီးပါတယ်ဒီဟင်းရွက်၅မျိုးကိုစိုက်ပြီးကိုယ်တိုင်စိုက်ကိုယ်တိုင်စားရုံတင်မကပဲပိုကျန်တာတွေကိုဈေးကွက်မှာရောင်းချနိုင်တဲ့အထိစတင်လိုက်ပါနောက်ထပ်အသုံးဝင်တဲ့ farming tips တွေကိုသိချင်ရင် subscribe လုပ်ပြီး farming tips နေ့တိုင်းလေ့လာပါ